2/3 of fresh water is freezing on the high mountain, and only 1/3 is found in the streams, rivers, and underground water that humans and animals consume. The quality and quantity of water resources is essential for human socio-economic, culture, and sustainable development. However, it is gradually destroyed by business activity. တဖြည်းဖြည်းနဲ့ရေရှားလာတယ်တဖြည်းဖြည်းနဲ့ကျွန်တော်တို့အတွက်အခက်ခဲရှိတယ်ရေကဘာသာနဲ့မဆိုင်ဘူးเนาะရေကကရင်အတွက်ပမာအတွက်ဆိုမဟုတ်ဘူးအားလုံးအတွက်ဖြစ်တယ်เนาะရေကချမ်းသာတဲ့အတူတွေလည်းအရေးကြီးတယ်လို့ဆင်းရဲအတူတွေလည်းအရေးကြီးတယ်ဆိုတော့ဒီရေကကျွန်တော်တို့ရေပဲဒီမြေကကျွန်တော်တို့မြေပဲ The problem of water pollution caused by the extraction of mineral ores in the way of the Tanindari becomes worse and worse, which ever never seen before in the area. ကိုအဲ့နမရေးရှိနေတာအဲ့တခြားမကြီးကသွားရှာနေရတယ်အဲ့နမရေးရှိနေတာကြီးကနောက်နေတော့သုံးမရတက်ပင်းလေးပါလေးစိုက်မဲ့ဆိုလဲစိုက်ခင်းမှလည်းရေလောက်မရမိုက်မလို့ခင်ကရေကကြီးနေရဲ့အခုကနူးရင်းနဲ့ပြီးကျဲပြီးတော့နဘေးချလေးပါတတရဖုတ်ကိုရဲ့အဲ့ရှင်မတဲနေနေဆိုရေကကြီးလင်းသားရှင်းမရေကသုံးလို့ကောလေအခုကရေကနောက်နေတော့သုံးလို့လည်းမရတခြားမယူရဆိုလဲအဆင်မပြေလို့လုံးမသုံးရဘူးနော်အခုကသဘောကပေါ်ငါးလေးအကုန်သေးရရဲ့နောက်လာတော့လေးစောက်ဝဲငါသွားရှာပါပေါ့ရေချိုငါသူတို့လောကတော့မတွေ့ရဘူးပေါ့ The adequate fresh water source from Pautine River located in the east of Dawei City has been destroyed by the Eastern Mining Company. 2012နဲ့စရတော့ရေကနောက်လာတာပဲနောက်တော့2013တိတာလာတယ်2014ကပိုဆိုးလာတယ်အဲ့တော့အခုဟိုဘက်9ရွာပါဒုက္ခရောက်နေတယ်ညာဖက်9ရွာပါသူပဲညာဖက်6တစ်ချောင်းပဲကြည်နေတော့အဲ့ပခက်မှာရေပေးဖို့တော့ကြည်တော့လေရေကနေပခက်ကလည်းလက်မခံဘူးပြောတယ်ဝယ်မှာလည်းရေရှားနေပြီအားလုံးကအဲ့တော့ရေရပြဿနာပဲဟိုမှာရေတန်ဖို့တခုတော့ကျွန်တော်တို့1000လောက်ပေးတော့အောင်မယ်တူတယ်အဲ့ဒါအပိုးကုန်လာလေကျွန်တော်တို့ရွာဘေးမှာပဲချောင်းကြီးရှိရတာလည်းကျွန်တော်မသုံးပါဘူးဆိုတာဒါဟုတ်တယ်မလားကျွန်တော်ဘယ်လိုလုပ်မလဲပေါ့ဒါအကုန်လုံးဝိုင်းပါစီ The water condition is challenging several villages, which depends on the river water sources. ဖို့ပြိုရေးဆိုတာလည်းပဲအခုလိုစီမံကိန်းတွေရှိတဲ့နေရာမှာရှိတဲ့ဒေသခံတွေအတွက်မပါဘူးလားလို့တွေးမိတယ်ပေါ့နော်တရားဥပဒေစိုးမိုးမှုမရှိရင်လည်းပဲကျွန်တော်ဒေသတွေကငြိမ်းချမ်းရေးဆိုတာပြောလို့မရဖို့ပြိုရေးတော့ဝေလောက်ဝေးပါနော်ဆင်းရဲလောက်ပဲရှိ Authorities from the company and government department reluctant to take any accountability. Even the local residents have sent complaint letters several times to authorities and the company. ချောင်းရည်ကအခုလိုနေတွေနဲ့နှုံးတွေနဲ့ပြည်နေရခြင်းအပြန်လဲဆန်းစစ်မိတဲ့ခါမှာတော့ကုမ္ပဏီကြောင့်တတ်တူထုတ်လုပ်တဲ့ကုမ္ပဏီတွေကြောင့်ဒီလိုဖြစ်လာတာပေါ့နော်အခုကျွန်တော်လေ့လာတဲ့အချိန်မှာကုမ္ပဏီတွေကတတ်တူတဲ့ဥပဒေတွေလိုက်နာတာမျိုးမရှိဘူးတဘောပေါင်းဝကျင်စည်းကမ်းကိုလိုက်နာတာလည်းမရှိဘူးရေအရေးမြင့်တဲ့မြစ်ချောင်းထိပ်သိမ်းဥပဒေကိုလည်းလိုက်နာတာမျိုးမရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အစိုးရကိုတိုင်ကြားတာရှိတဲ့တနင်္သာတိုင်းဝန်ကြီးကိုပေါ့နော်တစ်ချိန်နှစ်ချိန်တတူရင်းမန်နေဂျာနဲ့လည်းတွေ့ဆုံခဲ့တာမျိုးတွေရှိတာပေါ့ဒါပေမဲ့အရာမရောက်ခဲ့ပါဘူးဒီနေ့ဒီပေါ့နော် Therefore, the local residents and civil society organizations are organizing a walk for the river monitoring activity on 1st January 2015. ကျွန်တော်ဝန်းနေတော့ဒီချောင်းဝန်းနေလို့ကျွန်တော်လောတာဒီချောင်းရှောက်ပြီးလမ်းလျှော်တာကျွန်တော်တို့ဒီကနေ့လောက်ချင်တယ်ဝန်းနေတာပေါ့ကျွန်တော်တို့အရင်တို့ကဒီချောင်းမှာဆိုရင်ဒီကျဲပြီးရေလဲချွတ်ရတယ်တော်လဲတော်ရတယ်အဲလိုမျိုးလော်ရအောင်လားလက်ပိုင်ရေလဲလွန်ရကိုကခွန်ဝေးကလေးတော့ဝန်းနေပါတော့Mobilized by the Pautine Watershed Network, a group of people walk for 15 miles along the river in order to witness the suffering of local residents and provide durable solutions and recommendations to concerned parties. ဒီလိုနှုံးမြင်နေတဲ့တစ်နှစ်ပြီးအဲ့လိုဖြစ်လာတဲ့ချိန်မှာသက်ဆိုင်ရာတိုင်းဒေသကြီးဆိုရအကြောင်းကြားပေမဲ့ဘာဖြစ်လို့တစ်နှစ်ပိုဆိုးလာရတယ်လဲပေါ့ဥပဒေဆိုတာမရှိတော့ဘူးလားပေါ့နော်
ကျင့်ဝတ်တွေဘယ်ရောက်ကုန်လဲပေါ့နော်ကိုယူရမဲ့တာဝန်တွေကိုကိုမယူဘဲနဲ့ဒီလိုနိုင်ငံတော်အစိုးရနေပြီးတော့လက်ပိုက်ကြည့်နေတယ်လို့မျိုးခံစားရတာပေါ့နော်အဲ့အတွက်ရောက်လောလောဆယ်မှာတော့ဒီချောင်းရွက်ပြန်လဲကောင်းမွန်စေချင်တယ်တတ်တူထုတ်လုပ်တဲ့လူတွေကိုလည်းစီကန်းနဲ့အညီလုံနိုင်လုံမလုံနိုင်တော့ရဆိုင်လိုက်တော့အကောင်းဆုံးပဲလို့ပြောချင်ပါတယ်ပေါ့နော် It is a great challenge to the government and companies to take action when the recommendations are proposed for the protection of human security, environmental justice, and sustainable development, which reflect to the good governance under the transitional change. နိုင်ငံတော်ဆိုဆိုတာတရားဥပဒေစိုးမိုးမှုကိုသူကဦးစားပေးထားတယ်လေဒီချိန်ဒီကာလမှာနိုင်ငံတော်ဆိုရအနေနဲ့အောက်ကနေဒေသခံတင်ပြလာတဲ့စာတော့အလေးထားပြီးတော့ဆောင်ရွက်ပေးလိမ့်မယ်လို့ညွှန်လင့်ထားတာပါတယ် အဓိကရေကြည့်ဖို့အတွက်အဲ့ဒါအဓိကလိုအပ်ချက်ပဲ ရေကြံအောင်လို့ရှင်းတာပေါ့ကျွန်တော်တို့တော့ ကျစိချေကတော့ရေစောစောသူ့ပုံစံတိုင်းပဲလို့ပဲ ဒီမေးရမြမြလေးပဲပေးစေရှင်ခလေးလေးရဲ့အနာကမှလည်းပူပြီးလက်ဆက်မှုလေးရှိမှရှင် vì nè để đó là đưa lại cho mình bạn vì đó là thi với này cái chui ပဲရေကြီးအောင်ပဲလို့ချင်းရဲ့မိုက်လုံးနေတဲ့ရွေတော့ရေကြီးမှမဟုတ်ဘူးအဲ့ဒီမိုက်လေးကပိတ်သိမ်းပိတ်ပွေးဖို့ပေါ့